ဖြစ်ပါတယ်လူရှင်လူမတွေအားလုံးအတွက်ကိုခင်လိုင်တို့လက်ကိုလည်းကြိုပေးပါဦးဟေးလူမသိတဲ့အုံမုံချစ်လို့ဘယ်မိတော့ဘယ်မိလဲမှပြင်းထန်စွာမလောင်ကျွမ်းနိုင်ပါဘူးချစ်သူနှုတ်အတူနေရမယ့်ဘဝလောက်ဘယ်နည်းစီပဲပန်းမှလာပါတော့မပွင့်နိုင်ဘူးလိုက်နှလုံးသားတွေမှာမှန်တစ်ချက်လာထားပါလားဒါမှလိုက်အချစ်ဘလောက်စမှန်နေဆိုတာမင်းမြင်နိုင်မယ်ချစ်ဦးကျေးဇူးများတင်ပါတယ်ခင်ဗျာလူမသိတဲ့အုံမုံချစ်လောက်ဘယ်နည်းတော့ဘယ်နည်းနဲ့မှပြင်းထန်သွားမလောင်ကျွမ်းနိုင်ပါဘူးချစ်သူတို့အတူနေရမယ့်ဘဝလောက်ဘယ်နည်းစီပဲပန်းမှလာပါတော့မပွင့်နိုင်ဘူးလိုက်နှလုံးသားတွေမှာမှန်တစ်ချက်လာထားပါလားဒါမှလိုက်ချစ်ဘလောက်စမှန်နေဆိုတာမင်းမြင်နိုင်မယ်ချစ်ဦးဇေယျပေါ့ပြီကျေးဇူးများတင်ပါတယ်ကြည်နူးရွှင်မြူဘဝတစ်သက်တာကိုကြိုတင်ရွယ်လူချူသူနဲ့စုံရလိတိုင်းအုံမုံရချစ်ရသူအပူမီများရဲ့ရင်မဆူရင်မဆူဘယ်တော့ခါများမှချစ်တဲ့စကားချစ်တဲ့အကြောင်းနေသူနဲ့ငကိုချလေးပြောမရစေခံစားမရစေအချစ်ရဲ့ဝိသေသတူယူယူမှုမှုချစ်ခဲ့မိတဲ့အုံမုံချစ်လေးအချစ်ဝင်ကဘာထဲမှာယူလိုက်နှလုံးသားထဲမှာမှန်တစ်ချက်လာထားပါလားဒါမှလိုက်ချစ်ဘလောက်စင်မှန်နေဆိုတာမင်းမြင်နိုင်မယ်အချစ်ဦးကျေးဇူးများတင်ပါတယ်ခင်ဗျာစုတော်ဝင်ချင်းပေးတယ်လူတကာလူမများတဲ့ပြည်သူများအားလုံးလက်ခုပ်တွေတီးပြီးအားပေးတဲ့ပြည်သူများအားလုံးတွေကလက်ခုပ်မတီးပဲငြိမ်းငြိမ်နေထိုင်ပြီးအားပေးတဲ့ပြည်သူတွေအားလုံးကျေးဇူးများတင်ပါတယ်ကိုကြီးကျေးဇူးများတင်ပါတယ်ကိုကြီးခဏခဏလာခဲ့နော်ကျေးဇူးများခဏခဏလာနော်လူမသိတဲ့အုံမုံချစ်လောက်ဘယ်နည်းတော့ဘယ်မီနဲ့မှပြင်းထန်စွာမလောင်ကျွမ်းနိုင်ပါဘူးချစ်သူတို့အတူနေရမယ့်ဘဝလောက်ဘယ်နည်းစီပဲတမ်းမှလာပါတော့မပွင့်နိုင်ဘူးလိုက်နှလုံးသားတွေမှာမှန်တစ်ချက်လာထားပါလားဒါမှလိုက်ချစ်ဘလောက်စမှန်လဲဆိုတာမင်းမြင်နိုင်မယ်ချစ်ဦးချစ်စရာလေးပဲခွက်လေးနဲ့ကျေးဇူးပါတမီးလေးစုချတဲ့ကလေးတွေထိပေါက်ပါစေဆောင်းမွေးတွေအောင်ပါစေစုမချတဲ့ကလေးတွေကိုယ့်ကိုကြိုးစားဖြေရတယ်ကိုကိုကြည်နူးရှင်မြူဘဝတစ်သက်တာကိုကြိုတင်ရွယ်သူချူသူနဲ့စုံရနေတိုင်းအုံမုံညစ်ချရသူအပူမိများပင်ရှင်မဆူမိများပင်ရင်မဆူဘယ်တော့ခါများမှချစ်တဲ့စကားချစ်တဲ့အကြောင်းတွေသူနဲ့ငကိုချလေးပြောမရသေးခံစားမရသေးအချစ်ရဲ့ဝိသေသတူယူယူမှုမှုချစ်ခဲ့မိတဲ့အုံမုံချစ်လေးအချစ်ဝင်ကဘာထဲမှာယူ
လိုက်နှလုံးသားထဲမှာမန်တစ်ချက်လာထားပါလားဒါမှလိုက်ချစ်ဘလောက်စင်မှန်နေဆိုတာမင်းမြင်နိုင်မယ်ချစ်ဦးလက်ခုပ်တန်လေးကြားခွင့်ရမလားခင်ဗျာကျေးဇူးများတင်ပါတယ်ဟေးလက်ကုံလေးတစ်ချက်လောက်ပြီးတော့ဟာပေးပေးပါဦးပြေးပြောပါဟဲ့ဘယ်နဲ့ရံဖြစ်နေရလဲအော်ဘာပဲပြောကိုယ့်ရဲ့သမီးလေးကိုအားပေးကြတဲ့ခါကြတော့လေအကိုကြီးကိုနင့်မဲ့သမီးလေးကိုဟဲမိန်းကလေးကိုမြန်သမီးတဲ့ဟဲ့တကယ်ပဲမတကယ်ပဲငါလှုပ်ထလိုက်အောင်ပဲပါဖျက်ရိုက်လိုက်လို့မျက်လုံးဒစ်ပြုတ်သွားမယ်ဟာမျက်လုံးကဒစ်ရှိလားဒစ်ရှိလို့ဟဲ့လို့ခံနေတာပေါ့ဒစ်မရှိရင်ပလွတ်ဆိုထွက်ကြသွားမှာပေါ့ဘာပဲပြောပါကိုဆိုပြီးဆိုတာတဲ့စနအုံမုန်းပါဖြစ်တယ်အုံမုန်းပါဖြစ်တယ်လူမသိတဲ့အုံမုန်းချင်လောက်ဘယ်မီတော့ဘယ်မီလက်ကုံလေးတစ်ချက်လောက်တီးအောင်လေโอเคကြိုက်လားကြိုက်ဟုတ်ကဲ့ပါကျေးဇူးရိုက်တယ်မလေးအဲ့စလိုဖြစ်နေရမယ်သူဘယ်တော့မှတစ်ခါမလုပ်ဘူးသူနှစ်ခါလုပ်သွားတယ်နှစ်ခါသုံးခါလုပ်ကျေးဇူးရိုက်ဒါကျွန်တော်ကိုခင်လိုက်တော်ရုံနိုင်အောင်ဆိုခဲ့တယ်ဘယ်နေရာဖြစ်ဖြစ်ရောက်တယ်ဆိုတာနဲ့မြန်မာသားနေမှာ तू မဆိုအရင်ဆုံးစတိတ်ရှိုးကိုစဆိုတာဒါဆိုခဲ့ဒီကပေးတာဒါကိုခင်လိုက်မမတစ်ခါတည်းကြည့်လို့သွားပြီလားပြောကြည့်လို့သွားပြီလားလက်ညှိုးလေးလည်းထောင်ပေးလေမြက်ခွက်လာပြောင်းနေတယ်မြက်ခွက်လာပြောင်းတယ်မမောင်လေးလှလာတယ်ပြောလိုက်မထက်ညနာတနခါလေးနဲ့ချစ်စရာတွေကတချင်းလေးတစ်ပုဒ်တော့တင်စားလိုက်ချင်ဘယ်တချင်းလဲမမတနခါလေးနဲ့ဆိုပါပြင်မတနခါလေးနဲ့ဈေးမှာ9ရောင်နဲ့ကွာချစ်စရာကောင်းလိုက်တာကွာမောင်လေးတော့ကတက်ဘာကတော့လဲတရားကြီးလို့ဝါပြီလားကိုခင်လိုက်ကြီးလို့ဝါပြီလားဝါပြီဒီဘက်ကပြိတ္တတွေရောကိုခင်လိုက်ဆိုတာတိတ်ချတော့ပြအဲ့နေလေးနဲ့အဲ့နေလေးနဲ့ကြီးလို့ဝါပြီလားအဲ့ဘက်ကကြီးလို့ဝါပြီမခင်လိုက်ကိုခင်လိုက်နေမခင်လိုက်ကိုခင်လိုက်ဒီဘက်ကိုလာတစ်ချက်လောက်ဒီဘက်ကိုဒါကိုခင်လိုက်မှာကြီးလို့ဝါပြီလားကြီးလို့ဝါပြီโอเคကြီးလို့ဝါရင်ပြီးတော့ကျွန်တော်တခါတည်းအခေါင်းနဲ့ထဲလိုက်တော့မယ်အခန်းနဲ့ငါစပ်ပြန်နေပေါ်တယ်မှာတပုတ်တန်ထုံးမှာကဲဘင်းဒီအိုင်နီကတော့လုံးဝတကယ်လဲချစ်ဖို့ကောင်းတယ်ကိုအပူမပြောပါဘူးဟိုစုတယ်ဆိုကြည့်တခါတည်းကြည့်တာစုတယ်တခါတည်းကြည့်တာပြီးရင်ဘယ်ရောက်မလဲဆိုတာသိတယ်နော်ကျွန်တော်ချစ်လို့စုတော့ငွေချင်းမျိုးတွေကကျေးဇူးတင်ပါတယ်အလူတကလူမတွေကခင်နိုင်တို့အဖွဲ့ကိုအမှုပညာကြီးအများကြီးပေးပြီးငါတော့တာပါတကယ်တော့ဒီတန်ဖိုးတော့ထားပါတယ်ဒါနဲ့ကျွန်တော်မမက်ပါဘူးဒီပတ်စံနေလဲကျွန်တော်မသုံးပါဘူးဟုတ်ကဲ့စုချလို့ရတဲ့ပတ်စံနေကျွန်တော်မသုံးပါဘူးဘယ်သူသုံးတော့မငွေသိန်းကိုသွားပေးမှာပါအစောကြီးတဲ့မငွေသိန်းကဟိုမှာစောက်နေတယ်မြင်တဲ့အတိုင်းပဲအဲ့ဒါကြောင့်ကျွန်တော်ကဒီပတ်စံနေတာခဏအတွေ့လေးပဲနော်လက်တွေ့သုံးတာမငွေသိန်းနော်အားလုံးပဲနော်ရလားတခါလေးပေါက်တယ်မလားကျွန်တော်ပဲမပေါက်တာနှလုံးနဲ့သုံးလုံးနဲ့ဘောတစ်လုံးနဲ့မလောက်ပါနဲ့ကျွန်တော်တို့ဒါအပေါ်မပြောပါဘူးဒါကိုခင်လိုင်းဆိုတာအဲ့ဟိုဇလန်းလေးရိုက်တာသူဒါပဲကျွန်တော်တို့မသိဘူးရန်တန်းလောက်တာပါရှော့နော်အဲ့လိုမလုပ်မထင်ပါနဲ့လို့ဒုက္ခတွေရောက်နေမှာနော်ကျွန်တော်တို့ဟာတဝင်ကပါမှာနှလုံးသုံးလုံးမလုတ်တခါတည်းလုတ်မလုတ်ဟုတ်ပြီလေတိတယ်မမလုတ်ပါဆိုလို့လုတ်ခိုင်းနေတာမလုတ်ပြီးနောက်တစ်ယောက်လာမယ်ကျေးဇူးပါတယ်โอเคပါโอเคဒီလိုပဲဖြစ်နေရမယ်လေဒီလိုပဲဖြစ်နေရမယ်ရှယ်ရမြဲလာခွဲနေတာဒီလိုပဲဖြစ်နေရမယ်အဲ့တော့နှလုံးနဲ့သုံးလုံးနဲ့တစ်လုံးနဲ့မလုတ်ပါနဲ့ကျွန်တော်ဟာတဝင်ကပါမှာနှလုံးနဲ့သုံးလုံးနဲ့တစ်လုံးနဲ့လုတ်လို့ငတ်ပြက်ပြီးတော့တထောင်းစားဖြစ်သွားတဲ့သူတယောက်ရှိဘာလို့လဲကျွန်တော်ပြောတာရှင်းတယ်နော်ကျွန်တော်တို့ဟာတဝင်ကပါနှလုံးနဲ့တစ်လုံးနဲ့သုံးလုံးနဲ့လုတ်လို့စားရမယ်တောက်ရမယ်ဖြစ်ပြီးတော့တထောင်းစားဖြစ်သွားတဲ့သူတယောက်ရှိတယ်ဘာလို့လဲလို့ကျွန်တော်ပြောတော့သဘောပေါက်တယ်ဘာတူလဲကိုခင်လိုက်အဲ့တော့အောက်ကပြောနေပါတယ်ကိုခင်လိုက်နဲ့တချင်းလေးတစ်ဖုတ်လောက်နင့်မေတစ်ဖုတ်လောက်မှာအကိုမမယူမလားဘာလို့ကျွန်တော်တို့ကရင်ပြည်နယ်ဘက်သွားကတော့လေအောက်ကကရင်ဖွားဖွားကြီးကိုခင်လိုက်ဟာတဲ့ကိုခင်လိုက်နင့်မေကိုခင်လိုင်းကရင်လေးစကားမပြူဘူးလေတိုင်းသားလေးဆိုတိုင်းလေးမပြူပြည်နယ်ဘက်ကိုခင်လိုက်နဲ့ဖွားဖွားကိုတချင်းလေးတစ်ဖုတ်လောက်လောက်ပါတစ်ဖုတ်လားစကားမပြူဘူးလို့အဲ့ဒါလည်းအကိုလည်းဝတ်တဲ့ပြပြောလိုက်တယ်ဖွားခင်လိုင်းကတဖုတ်နေမဟုတ်ဘူး4 5 6ဖုတ်လဲရတယ်အမလေးအားရစရာနည်းမေ4 5 6 6ဖုတ်လို့ရတယ်အဲ့တော့ဆက်စုပ်ပေးဦးမယ်โอเคပါမနေ့ကလည်းကျွန်တော်တို့ပျော်သွားလေးညီကိုမောင်နှမတွေတွေ့ကြတယ်ဆုံကြတယ်သင်းလေးဆိုကြတယ်အလူမတွေကျဲလိုက်တဲ့ပတ်စံနေတကယ်ကိုရွှေမိုးငွေမိုးရွာတယ်မကြုံဘူးနော်မွေကုံအိတ်နဲ့ကိုကျဲတာဟုတ်ပါတကယ်လဲနော်ကိုရီအလူမတွေတကယ်လဲစေတနာကောင်းပါတယ်အကျွေးမွေးဆိုလဲအရှမ်းပဲနော်အရှမ်းပဲလူတာလဲရေရောတယ်ဗျာခင်ဗျားတို့ဘက်ဆိုလဲရောက်တယ်မျက်နှာမငယ်အောင်စလာတွေကနော်အကုန်လုံးစတဲ့ဘုတ်တိုးပြီးလူနိုင်ပါဆိုလို့ဆူတောင်းပါတယ်အဲ့တော့โอเคကိုခင်လိုင်းတချင်းဆိုပေးမယ်နောက်တစ်ပုတ်โอ
Okay ဆက်ဆွဲမယ်သပင်ဖြောင်းမယ်မိတ်ကက်လူးမယ်ပြီးရင်ဖားခံသွားမယ် ဖားကန်သွားမယ် ဖားကန်မှာသွားဆူအောင်မယ်အစောကြီး ရှင်းလေးတော့ရင်ဆိုပြပြီးတော့မှကျွန်တော်ရည်စရာလေးပြောမယ်နော်သမီးလေးမေတ္တာဆိုတာရှိသေးတယ်အဲ့တော့သမီးလေးဒါပြီးလို့ရှိရင်သမီးလေးထပ်ဆိုမှာပြီးရင်အားပေးကြအောင်နော် အဲ့တော့လက်ခုပ်လေးတစ်ချက်လောက်တီးလိုက်မေတ္တာဆိုရင်လည်းတွတ်နဲ့နှစ်ယောက် မေတ္တာဆို သူဆိုရင်ကျွန်တော်လည်းအတူတူဆိုမယ်လို့ဒါကိုပြောတယ် Okay ဆွဲလိုက်အောင်ကဲအလူတကာလူမတွေကဒီနေ့တနေ့လုံးရွှေဘုံကိုရတာမနေ့ကလည်းကျွန်တော်တို့အဲ့ဒီစင်းနဲ့တောက်လျှောက်တော့ဆိုတာ ဟုတ်တယ်အကို ပြန်ပြီးတော့တောင်းဆိုရတဲ့အတွက် အကိုဟိုးပေါ်နေ အဲ့လိုမျိုးကြွားလေးပြတော့ကျွန်တော်တို့ ကိုကလိုင်းနဲ့ရွှေမိုးငွေငွေတွေရအလှတကာကျွန်တော်အကိုတွေကနေပြီးတော့စုတော်ငွေ9သိန်း ဟုတ်ကဲ့ ကောက်ရတဲ့ခါကျရင်ပေးပါမယ် ကျွန်တော်ဘေးနားမှာတဲထုတ်ပြီးစောင့်နေမယ် Okay ကိုစော်ကြီး ကိုဇော်ကြီး ခဏရေးလေးတောက်လိုက်တူတူဆိုအောင်နော်ဟေးဟေး လက်ခုပ်လေးတစ်ချက်လောက်တီးပြီးအားပေးလိုက်ပါဦးကျွန်တော်ကိုရွှေမိုးရေရွာဝေမိုးရေရွာဒီကနေ့ရမြမစာရိုင်းပြေလုံးချမ်းသာစေရာဘိဗရာတွေဝေးလို့ကွာစုတွေမတောင်းမပြေပါစေဗျာရွှေမိုးရေရွာဝေမိုးရေရွာဒီကနေ့ရမြမစာရိုင်းပြေလုံးချမ်းသာစေရာဘိဗရာတွေဝေးလို့ကွာစုတွေလည်းမတောင်းမပြေပါစေအလုတ်ကိုင်းခွင်လမ်းနဲ့ပွင့်လန်းကြပါစေသိစုတွေမကြပေါက်လို့တထေးကြီးဖြစ်ပါစေအလုတ်ကိုင်းခွင်လမ်းနဲ့ပွင့်လန်းကြပါစေသိစုတွေမကြပေါက်လို့တထေးကြီးဖြစ်ပါစေအပီနယ်တွေရောင်းဝဲဖောက်ကားဆိုင်ရည်သဘာတွေပေါ်ပါစေတောင်သူဦးကြီးတို့တွေလက်ပြမှာငွေတီးလို့ပြောနိုင်ကြပါစေတို့မြတ်ပြည်သားစီကြောင့်စုတောင်းလို့မြတ်တာတန်ဝေးဘိမတန်မဲ့အေးတန်များစီငြိမ်းချမ်းရေးပန်းပွင့်ပါစေငြိမ်းချမ်းရေးပန်းပွင့်ပါစေတို့မြတ်ပြည်သားစီကြောင့်စုတောင်းလို့မြတ်တာတန်ဝေးဘိမတန်မဲ့အေးတန်များစီငြိမ်းချမ်းရေးပန်းပွင့်ပါစေငြိမ်းချမ်းရေးပန်းပွင့်ပါစေကျော်သာရင်နာမခွဲကြပဲမင်းကောင်းမင်းမြတ်တည်ပါစေပြောနိုင်ကြပါစေပြောနိုင်ကြပါစေကျွန်တော်အတန်ကြားတဲ့နေ့မှာစိတ်ချမ်းသာလို့ကိုချမ်းသာလို့ပြောနိုင်ကြပါစေဟေးဟေး ဟာသာမင်းသားကျော်ခင်လိုင်တို့အဖွဲ့ရောက်တဲ့နေ့မှစပြီးဒီဒေသမှာရှိတဲ့သမင်းရှင်ဟင်းရှင်ညီကိုမောင်တို့တွေအားလုံးပဲစိတ်ရွှေရတနာတွေပေါ်လို့စီးပွားလက်လာပါတွေတိုးတက်ပါသေးကြောင်းခင်လိုင်တို့အဖွဲ့ကနေစုတောင်းပေးခဲ့ပါတယ်ဝေရွှေမိုးရေရွာဝေမိုးရေရွာဒီနေ့ရမြမမစာတိုင်းပြေလုံးချမ်းသာစေရာဘိဗရာတွေဝေးလို့ကွာစုတွေလည်းမတောင်းပဲပြေပါစေအလောက်ကိုင်းခွင်လမ်းနဲ့ပွင့်လန်းကြပါစေသိစုတွေမကြပေါက်လို့တထေးကြီးဖြစ်ပါစေအလောက်ကိုင်းခွင်လမ်းနဲ့ပွင့်လန်းကြပါစေသိစုတွေမကြပေါက်လို့တထေးကြီးဖြစ်ပါစေပြည်နယ်တွေရောက်ဝဲဖောက်ကားဆိုင်ရည်သဘာတွေပေါ်ပါစေတောင်သူမှုကြီးတို့တွေလက်ပြမှာငွေတီးလို့ပြောနိုင်ကြပါစေတို့မြတ်ပြည်သားစီကြောင့်စု
စုတောင်းလို့မြတ်တာတန်ဝေးဒီမတမ်းမဲ့အေးချမ်းများစေငြိမ်းချမ်းရေးပန်းပွင့်ပါစေ ငြိမ်းချမ်းရေးပန်းပွင့်ပါသည် တို့မြန်ပြီးသားစီကြောင့်စုတောင်းလို့မြတ်တာတန်ဝေးဒီမတမ်းမဲ့အေးချမ်းများစေငြိမ်းချမ်းရေးပန်းပွင့်ပါစေ ငြိမ်းချမ်းရေးပန်းပွင့်ပါသည် ပြောတာရှင်သာမခွဲကြပဲမင်းကောင်းမင်းမြတ်တည်ပါစေပြောနိုင်ကြပါစေပြောနိုင်ကြပါစေကျွန်တော်တို့အတန်ကြားတဲ့နေ့မှာစိတ်ချမ်းသာလို့ကိုချမ်းသာလို့ပြောနိုင်ကြပါစေလူရနဲ့လူမအားလုံးသောအမျိုးတွေနဲ့ကျွန်တော်တို့ပြည်သားအားလုံးလက်ဖြားမှငွေတိလို့အလူကြီးတွေပေးနိုင်ကြပါစေအသက်ရှူတိုင်းငွေတွေဝင်ကြပါစေညဟုတ်ကဲ့ပါဘာပဲပြောရှင်ဖို့ကောင်းတဲ့အလူတော်မင်္ဂလာကြီးကိုအခုလိုပရိသတ်တွေပွဲလဲကြည့်ရတယ်ချွေမိုးငွေမိုးရွာတာတွေလည်းရတာဖြစ်တတ်တယ်မလို့ကျွန်တော်တို့လည်းပီတိဖြစ်လို့ဝမ်းသာပါတယ်ကိုကြီးပြောစရာကောင်းလိုက်တာလူတွေကလည်းလူမတွေတကယ်ကိုသတာထက်တယ်နော် ဟုတ်ကဲ့ပါ အာမန်အပြည့်နဲ့လူတွေငယ်ငယ်လေးတွေပဲရှိတယ်လူတွေကလူမတွေက ဟုတ်ပါတယ် လူပင်ငယ်တော်လဲနော်ဗျာ ဟုတ်ကဲ့ တကယ်ကိုမှကုသိုလ်ရေးဘာသာရေးကိုသိတတ်တဲ့အကိုတွေမတွေကျေးဇူးများကြီးတင်ပါတယ် ဟုတ်ကဲ့ပါဘာပဲပြောကိုရဲ့ပရိသတ်တွေဒါ ထိုင်လိုက်တော့နော် ထိုင်လိုက်တော့အားလုံးပဲထိုင်လိုက်တော့ ပြီးရင်ကျွန်တော်တို့သမီးလေးမေတ္တာဆိုမယ်ပြီးရင်ခင်လိုက်တို့ဘွဲဟာတာပြဆက်တွေကမယ်ပြီးရင် stage show တွေဆိုဦးမယ်နော် ဟုတ်ပါအများကြီးကြံသေးတယ်ဒီတစ်ခါတော့ကျွန်တော်တွက်လက်ကိုယ်တိုင်ကျွန်တော်တချင်းလေးကျွန်တော်တပုတ်လောက်တော့စိုးဦးမယ်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီမှာရှိတဲ့ပိတ်သက်တွေကိုကျွန်တော်စောနာတပုတ်တည်းဆိုရတာဆိုတော့ကျွန်တော်အကိုခင်လန်းနှစ်ပုတ်ဆိုတာဆိုကျွန်တော်လည်းနှစ်ပုတ်ဆိုလိုက်မယ်နော်ကိုနော်ဆိုရင်လေးဆိုဟုတ်ကဲ့ပါကိုတွက်လက်တချင်းလေးဆိုတော့လက်ခေါ်လေး TV အားပေးပါဦး လက်ခေါ်လေးတစ်ချက်လောက် TV အားပေးပါဦးကျွန်တော်ညီလေးတွက်လက်တချင်းကိုဆိုခဲပါတယ်ဆိုခဲတယ်ဆိုရင်လည်းကောင်းခဲပါတယ်မကောင်းပါဘူးမနှောက်နဲ့အတီတွေပြောနေတာအဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်မြန်မာတန်စစ်လေးကိုကျွန်တော်ဆိုခြင်းတယ်ကိုရဲ့ပိတ်သက်တွေလည်းဒါအထွေထူးပြောစရာမလိုပါဘူးဒီကပိတ်သက်တွေအဲ့တော့ကျွန်တော်မြန်မာတန်ကျွန်တော်ဟင်းသရအောင်တင်ဝင်းဒါအဆိုတော်တွေအများကြီးရှိတယ်ဟင်းသရအောင်တင်ဝင်းဆိုတာအသက်ဒုတ်တဲ့အသက်ရွယ်နေပဲအသက်50 60ဝန်းကျင်နေမှသိတာဒီဘက်ခက်ကလေးတွေမသိတော့ဘူးလေဒီဘက်ကကလေးတွေမသိတဲ့တချင်းကိုတွတ်ဆိုချင်တာဟင်းသရအောင်တော့တချင်းဆိုတာတိတ်အရေးကြီးတယ်ဟုတ်လားတချင်းဆိုတာတိတ်အရေးကြီးတယ်ဥမာဥတုနေသိန်းတဲ့အတန်ကိုဆိုတော့မယ်ဆိုရင်လေသူကနီးပြူဟာလေးရှိတယ်တုန်နေသိန်းနဲ့ဥသိန်းနဲ့ဘယ်လိုဆိုလဲဥတုနေသိန်းနဲ့ကျတော့စကားပြောတဲ့ခါကျရန်နေကြရလာတဲ့တနတ်အမိဖပြည်သူများအဲ့တော့လေးခံပြီးပြောတယ်အဲ့တော့ဥတုနေသိန်းနဲ့အတန်နဲ့တူအောင်လုပ်မယ်ဆိုရင်ဒီမှာဘယ်လိုလုပ်ရလဲအခါတည်းကြည်တာပါအိမ်ရောက်တဲ့ခါကျရင်လေမတူရင်တော့မှအနီးဆက်ဆုံးရှိရဟုတ်လားဟဲ့လို့ဥသိန်းနဲ့အတန်နဲ့တူခြင်းနဲ့ညီငယ်တွေတငယ်ချင်းတွေအားလုံးပဲဒါလေးကိုလေ့လာထားပါလေ့လာပါဟုတ်ကဲ့ဟဲ့ပါကြီးဟဲ့လို့စာရွက်လေးရှိရင်လည်းရတယ်နော်စာရွက်လေးတွေနဲ့နှာခေါင်းလေးနဲ့ထိုးတယ်လိုက်အလုံးမင်္ဂလာပါလို့တော့နှာခေါင်းတန်လေးပါသွားနှာတန်လေးနဲ့ပြောရတယ်လေအချစ်သူထန်းကစားလေးရလို့ပြောရပါတယ်ကွယ်ဟုတ်တယ်သူနဲ့တွေ့ဖို့ချိန်နာတယ်တကယ်ပဲလားမြတ်တာလီရဲ့စောင့်နေစသဘေယုံလေးမမောင်စောင့်နေပါမယ်သူကမတွေ့ရင်တော့မှနီးတယ်ငါနဲ့လှုပ်ကြည့်မယ်လှုပ်ကြည့်ပါသူကစက်ကူလေးထိုးလိုက်တယ်နဲ့ဦးသိန်းနဲ့အတန်နဲ့တူသွားတယ်ဆိုအတန်လေးနဲ့တူတာနဲ့လှုပ်ပြမယ်နော်ဟုတ်ကဲ့ပါနှာခေါင်းလေးတစ်ထည့်လိုက်ကြပါမင်းကနာအမောင်းနဲ့ညင်ညွန်ညမှာညင်းညွန်မလူအတန်နဲ့ပြောနေရလေညင်ညွန်နာမညာနေရလို့ညွန်ရပါလေကွယ်သူနဲ့ညွှင်းမှုညိမ့်တာနဲ့ငယ်မဲသားညာနာနေရဲ့ညောင်းနေညနမယုံနေမှာမောင်းညောင်းနေပါမယ်ခဏညောင်းနေပါမယ်စောင့်နေပါမယ်ညောင်းနေပါမယ်မဟုတ်ဘူးညောင်းနေပါတော်ပြီနှခါမီးစငါညောင်းနေပါမယ်စိတ်ရတာညောက်ဖို့လောက်စဉ်းစားနေအဲ့တော့ကျွန်တော်ဦးဟင်းတရထွင်းတဲ့ချင်းမဆိုပြီးကျွန်တော်ဟင်းတရအောင်တင်ဝေးမမရီသစ္စာလာတရားတွေအတိတ်ပုံမြင်လာပမာကိုရင်အေးကြီးလေးကျွန်တော်နည်းနည်းလေးချလိုက်အတန်ပူထွက်သွားမှာနည်းနည်းလေးချလိုက်ဦးအောင်တင်ဝေးကနည်းနည်းလေးချတယ်နည်းနည်းလေးတောက်โอเคတောက်လေထွက်လေနော်ဦးဟင်းတရအောင်တင်ဝေးကတောက်လေအကိုရချလိုက်မယ်နည်းနည်းချညချရပြီချခါတာကွာနည်းနည်းလေးအမြည်လို့ကျွန်တော်အမြည်လေးရော့အမြည်ငန်းတောင်နော်ငန်းမှာခုနချီးပုံထိုးလာဖိမရရင်တာတောက်လေထွက်လေမမဒီသစ္စာတရားတွင်အတိတ်ပုံမြင်လာပမာကိုကလေးနည်းနည်းလေးချလိုက်ကျွန်တော်ချအောင်မနည်းနည်းလေးပဲရမယ်ကိုဘလို့ဒီသွားနေမှလည်းမသိဘူးရโอเคချကိုချ
ကိုကျွန်တော်အမြင်လေးနေတော့ဒီကောင်လက်ညိုးဆွဲနေပြီဘာကိစ္စလက်ညိုးဆွဲမရှိတဲ့အမြင်နဲ့ချရိုက်ချိုးစကားပြမြင်လဲပြနဲ့လဲသားတဲ့မတောင်းသေးဘူးလေတောင်းမှပေးပါလားအတိတ်ပါစားတဲ့လက်ညိုးလာထဲဒါကြတော့တောက်လေထွန်းနည်းနည်းလုံးနည်းလေးရကိုကနိုင်အေးပေးတော့နည်းနည်းလေးကြော်ညာပေးတယ်ဘာကြော်ညာပေးရကျွန်တော်အမှုပြင်မှာထဆိုတော့မယ်အဲ့တော့ကျွန်တော်ဥယျာဉ်သားအောင်နေဝင်းရဲ့တချင်းလေးကျွန်တော်ဆိုပေးမယ်တစ်ချက်လောက်အခုကျွန်တော်နည်းနည်းလေးပဖောမလေးလုပ်ပေးမှာပဖောမလေးအောင်နေဝင်းကဘေးနားမှာကောင်မလေးတယောက်ပါကောင်မလေးတယောက်ကအမြဲတမ်းစကားပြောလေးနဲ့လာတာโอเคကိုစောကြီးဆက်လိုက်အောင်โอเคငိုတန်လေးပဲနော်ငိုတန်လေးပဲရှိုက်တန်လေးပဲညောင်မင်းကြီးအတီတွေဝေစားတော့ခပင်ကိုပြောင်းအော်ဒုက္ခအလုံးတစ်မျိုးဆက်လာရှိတယ်မနုဿမဟုတ်ဆိုထမအလားကျွမ်းတဲ့ချေတော်ဒီဝိစားရှောင်းခွာအေးဘာဖြစ်နေတာလဲရှိုက်တန်လေးထည့်ပေးရှိုက်တယ်ဆိုလည်းနည်းနည်းတော့ခွာရှိုက်ဦးမဟုတ်တော့ကြောက်ရှိုက်တယ်တော့ငါဘယ်နေရာသွားဆိုရမှာတချင်းကခွာရှိုက်ပေးမယ်ခွာရှိုက်ပေးနည်းနည်းတော့ခွာရှိုက်မှာပေါ့ကိုချက်လောက်လုပ်ပြီပါကျေးဇူးပါညောင်မင်းကြီးအတီတွေဝေးစားI'm sorry ကွာဘာဖြစ်နေလဲကွာအဲ့ဒါဘာဖြစ်နေတာလဲလို့ရှိုက်တန်လေးထည့်ပဲရှိုက်တာအဲ့ဒီလောက်ကြီးခွာဆိုရလားလို့မင်းမခွာဆိုတော့ကြတဲ့ခင်လိုက်နဲ့တွက်လက်နဲ့ဒီမှာတချင်းဆိုတာတချင်းဆိုတယ်လို့မထင်မနဲ့အပြာကားရိုက်နေတယ်လို့ထင်နေဦးမယ်နည်းနည်းလေးတော့ငိုပေးပါဒါပြီโอเคကိုစောကြီးလက်ခုပ်လေးတစ်ချက်လောက်တီးပြီးအပေးပေးပါဦးညောင်မင်းကြီးအတီတွေဝေးစတ်တော့ခပီကိုပြောင်းအောင်အော်ဒုက္ခအလုံးတစ်မျိုးဆက်လာစိုးစရာရှိတာစိုးပတ်စံအောင်လဲ့မဲမနေနဲ့ခမရလှုပ်လိုက်တော့မဟုတ်လေဘာဖြစ်လို့လဲဘာဖြစ်လို့လဲဆိုကျွန်တော်ကဒီမှာတချင်းဟုတ်တာမြန်မာသားစစ်ဗျာညောင်ရင်ကြီးတွေကိုအဲ့မှာမိန်းကလေးအကွက်တူမဟုတ်လာနောက်မှလို့ပြိဿပြင်းသွားမှာဆိုတချင်းကအေးတော့လေအကလေးနဲ့ကျွန်တော်ကဒီနေရာမှာအကိုကငိုရမှာမိန်းကလေးနေရာကဟုတ်လားအဲ့တော့တင်ပေးလေရပြီမိန်းကလေးကဒီလိုလောက်သလားခမရလာနောက်ပြီးတော့ပတ်စံကိုအသေးအတန်လိုက်ကောက်တယ်ထားလိုက်ပေါ့ကြားပြောင်းမငွေသိရိုက်မှာဆိုလို့မငွေသိရိုက်เสียလားဒီလောက်အများကြီးပေးထားတဲ့ကိစ္စပေးနေငိုဒါလေးပဲကိုတို့ရအားနာလိုက်တာကိုတို့ရဘာဖြစ်နေတာလဲလို့ကျွန်တော်မဆိုအသေးဘူးတို့မမမောင်လေးလာလုံးနေဘာမောင်လေးလဲမောင်လေးနဲ့တေချာကြည့်ပေါင်းဝသေးသေးလေးကျွန်တော်ဒီမှာဆိုးမယ်ဆိုးပြီးတော့မဘေးနာနေရှိုင်ရပြီโอเคကိုစောကြီးကျေးဇူးပါညောင်မင်းကြီးအတီတွေဝေးအဲ့ဒါဘာဖြစ်နေတာလဲကျွန်တော်တင်းလာပြီကြာတော့သူများသားသမီးအသားနိုင်ရှိတယ်ဟလားအသားတိုင်ကြီးတာပေါ့ငိုတာအဲ့ဒီလိုငိုတာကိုဘာမှမြင်ဘူးဘုံတပီတော့လတ်လွတ်နေအဲ့လိုငိုတာဘာမှမြင်ဘူးလေကျွန်တော်ပြောတော့ကွာစကားပြောလေးနဲ့မလားပြောနေကိုမိတ်တွေမှာပါတယ်ကိုရေဟာဂျပန်ကားကြည့်နေရတယ်လို့ပဲကွာဘာကိစ္စဂျပန်ကားကြည့်ရမှာတော့အငိုလေးနဲ့မိနွယ်မှာပါတယ်ကိုမိနွယ်မှာပါတယ်ကိုရေတော့မိနွယ်ရဲ့အပြစ်ပေါ်မိနွယ်အဲ့မှာရှိတယ်ကိုမိနွယ်ဟိုစိတ်ဆိုးနေရလားကိုဟောရပြီဒါလေးပဲရပြီအကိုတို့ရေညောင်မင်းကြီးအတီတွေဝေးစားတော့ခပီကိုတော်ကိုစိုးမတီးနဲ့တော်ကျွန်တော်တနာစရာမျက်နှာလေးဖြစ်အောင်လုပ်နေတာအကွာတနာစရာမကောင်းလေကွာပရိသတ်ကိုပြောင်းနေသလိုဖြစ်နေတယ်လေမိန်းကလေးလို့ညောင်မင်းကြီးအတီတွေဝေးစားတော့ခပီကိုပြောင်းအောင်အော်ဒုက္ခအလိုတစ်မျိုးဆက်လာရွှေကြီးမနှုတ်သားပုံဆိုထမအလားကျွမ်းတဲ့ချစ်တော်ဒီဝိသဒာရှောင်းခွာရဲ့နေမမြေကြောင်ရှာမင်းရဲ့တည်းဆွဲသူမို့
ဓမ္မမျက်နှာထားကကမလာပတ်ဆိုတာချွေးတက်ကြသလိုအလွမ်းဆိုတာငိုရတတ်တာမြတ်တာကိုဒီပါထမပြောစမအောင်တော့ကဝေဒနာပိုက်ပါလို့မိုက်နေတာလားမောင်ချစ်တေဝေးစကားပြောလို့ရပြီအိုးကိုမြမေးရဲ့ please ကိုရဲ့ကိုမင်းတို့စိတ်ဆိုးနေတာလားကိုရဲ့ဆိုးတယ်မင်းတွေဆိုးတယ်နေဟာတကယ်တော့ငါအပေါ်မှာမင်းဟာတစ္ဆာမရှိတယ်မင်းမရောက်တော့မင်းတွေမင်းမရောက်တော့အိုးဘလို့ဒီဖြစ်နေရလဲမသိဘူးကွာပြောရလိုက်တာကိုရဲ့ပြောမယ်အမိုင်းမမင်းတို့ခွတ်လွတ်ပါကိုရဲ့မင်းတို့ခွတ်လွတ်ပါကိုရဲ့ခွတ်မလွတ်ဘူးမင်းတွေခွတ်မလွတ်လဲစောက်ကူမဆိုင်ပါဘူးကိုရဲ့ခွတ်မလွတ်လဲဒီမှာပြောတဲ့ဥစ္စာကိုခံစားချက်နဲ့ပြောခွတ်မလွတ်ဘူးမင်းတွေခွတ်မလွတ်ဘူးမင်းနာမှာနေနေတဲ့သူတွေကရွှေလူမျိုးလူနဲ့တကယ်တော့မင်းကိုစော်ကားမဲ့သူတွေကြီးပဲမင်းတွေစော်ကားမဲ့သူတွေကြီးပဲကိုအဲ့ဒါငါဘာဆက်ပြောရမလဲပြောလေမင်းတို့တောင်းမှပါတယ်ကိုရဲ့မင်းတို့တောင်းမှပါတယ်ကိုမင်းတို့တောင်းမှပါတယ်ကိုရဲ့မင်းတို့တမရီကိုရဲ့ဒီချိန်မှာတောင်းမှမနေတော့မင်းတွေမင်းဟာတကယ်တော့မင်းဟာပိုးကြိုက်တဲ့ပန်းမင်းတွေပိုးကြိုက်တဲ့ပန်းအိုးအခုအဲ့လိုမင်းတို့ပြောရင်မင်းတို့တဘွားလုံးဒီလိုကြီးငိုနေရမှာလားကိုအဲ့ဒီလိုကြီးငိုတာဘာလို့မြင်ဘူးလို့တော့လို့ဒီလိုကြီးငိုတယ်ဆိုတာမြင်ဘူးလားလို့ဆက်ကိုတယ်မှာ तू ပြောတာငါ तू ဘယ်လိုငိုလဲမှမသိတာမင်းတို့ဒီလိုပဲနေ့စဉ်ငိုနေရမှာလားကိုမင်းတို့ဒီလိုပဲနေ့စဉ်ငိုနေရမှာလားအကိုရဲ့ငိုမင်းတွေငိုမင်းဟာပိုးကြိုက်တဲ့ပန်းပိုးကြိုက်တဲ့ပန်းပြောရလိုက်တာအကိုရဲ့တကယ်တော့မင်းတို့ကချဘိုးလန်တဲ့ပန်းချဘိုးဘလို့ချဘိုးလန်တဲ့ပန်းလို့ချဘိုးလန်တဲ့ပန်းပိုးကြိုက်တဲ့ပန်းအဲ့ဒါပဲကောင်းပါတယ်တော်ပြီဟုတ်ပြီအဲ့မှာနောက်မှသမီးလေးရှိတယ်တချင်းလေးပုံနဲ့လို့ဆက်လိုက်မယ်ဆွေရိုးကြမှာအေးစစ်ဆိုမနော်ဟုတ်ကဲ့တော့ဒီကတောင်းနာပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အကိုရဲ့သားပါနေရဲနဲ့သားဖ2ယောက်ဟုတ်လားဟုတ်ကဲ့ပါတောင်းနာပါတယ်မိဘမြတ်တာဖွဲ့မိဘမြတ်တာဖွဲ့တချင်းလေးဆိုပေးပါတဲ့အဲ့တော့နေရဲဆိုတာဒါကျွန်တော်အကိုရဲ့သားပါဟုတ်ကဲ့ကျွန်တော်သားမဟုတ်ပါဘူးမင်းကငါမိမနဲ့ပတ်သက်ဘူးလို့လားကျွန်တော်လည်းမဟုတ်ပါဘူးလို့ပြောတာလေအခုဟုတ်တယ်မင်းမဟုတ်ပါဘူးလို့ပြောတာဟုတ်တယ်လို့ပြောသလိုဖြစ်နေတယ်လေကျွန်တော်ဟုတ်တယ်လို့ပြောလာလို့နေရဲဟာကျွန်တော်ကိုခင်လိုင်ရဲ့သားအရင်ခောက်ပါမင်းကတဝင်းခွဲလားမဟုတ်ဘူးလို့ကျွန်တော်သားမဟုတ်ဘူးကြီးညာပေးနေတာနေရဲကြောက်ဟာဖေးနဲ့သားနဲ့တော့တခြားစီပဲနော်ဖေးကကော်မတီကောင်းလို့ quality ကောင်းတာနေရဲလက်ခုပ်လေးတစ်ချက်လောက်တီးပြီးအားပေးပါဦးโอเคပါဒါကျွန်တော်အကိုအကြီးဆုံးပါမဲပြောရဲသားပါဗျတေချာကောင်းဆိုနော်မင်းတေချာကောင်းမဆိုမင်းအမေငါလုံမှာနော်ငါဟုတ်တယ်အကိုပဲတောက်လျှောက်လုံနေတာလေအကိုရဲ့စုံမယုံကြည်ပါလေအဖေကိုကောင်းကောင်းမကောင်းလုံတာပဲဒါတို့အိမ်မှာမရှိလေလုံတာရှိလေလုံတာဘာဟုတ်လဲဟုတ်စိတ်ရင်းနေလေရံဖြစ်နေတာကျွန်တော်တို့သားမနှစ်ယောက်ကိုဘိုဘီရဲ့စင်ကောင်းလေးတစ်ပုဒ်ဖြစ်တယ်ကျွန်တော်တို့စံရေးဆိုတဲ့စင်လေးပုဒ်ကိုနားဆင်ခံစားကြည့်ပါဗျာလက်ခုပ်လေးတစ်ချက်လောက်တီးပြီးအားပေးပေးပါဦးစပင်ပြူတွေတကားပြန်နေဖို့ဘယ်လောကီလူပညာမတတ်နိုင်စွမ်းသာလောကဓမ္မရာမွေအဖေရဲ့မျက်ကြည်စုတွေမွေအမေရဲ့မျက်ကြည်စုတွေဆန်လို့မကုန်ဘူးယူရတဲ့ခါပြန်နှဖို့ဘယ်လောကီလူပညာမတတ်နိုင်စွမ်းသာလောကဓမ္မရာမွေဖေရဲ့မျက်ကြည်စုတွေမွေမေရဲ့မျက်ကြည်စုတွေဆက်လို့မကုန်ဘူးကျေးဇူးတင်ပါတယ်သမီးလေးနာကိုရင်ဝင်နှွေထွေးတဲ့မြေတာငတ်တဲ့သူတယောက်မှရှာသေးလုံးစားနောက်လာယုံမေမိဘနှစ်ပါးကိုတွေ့ရင်တော့ရှိသမျှအားနဲ့လှုပ်ကြွေးမယ်လေးစားချစ်ခင်ရတဲ့ပြည်သက်ပေါင်းတော်ခင်ဗျာမိဘဆိုတာဖះနဲ့တကယ်နဲ့ထားပြီးမြတ်တော်
မိဘဟာလက်ချီချေရှာဖေဟာလို့ခေါ်ပါတယ်မြတ်စွာဘုရားရှင်ကိုရမကြီးကဟောကြားတော်မူတယ်ချစ်သားတို့ငါဘုရားကိုစွန့်တော်မကတ်ခြင်းလေးပါမိဘကိုလုံခြုံမှုပြုခြင်းသည်ငါဘုရားကိုစွန့်တော်ကတ်တာနဲ့တူပါတယ်ဒါကြောင့်မိဘကိုချစ်တဲ့သားသမီးအယောက်တိုင်းစီကလက်ခုပ်တန်လေးကြားခွင့်ရပါလားခင်ဗျာကိုဘုရင်ဝင်နှွေထွေးတဲ့မြေတာငတ်တဲ့သူတရားမှာရှာတဲ့လွန်စားနောင်လာယုံမဲ့မိဘနှစ်ပါးကိုတွေ့ရင်တော့ရှိသမျှအားနဲ့လှုပ်ကြွေးမယ်လို့တန်မြာမှာရွှေမျိုးစရင်လူမရင်အကုန်မျိုးကြီးပဲဘဝအဖေအမေရဲ့ယူရီတကားပြန်နေဖို့ဘယ်လိုကီလို့ဖြစ်လောကရမရာဝိဖေရဲ့မျက်ခြေဝိမေရဲ့မျက်ခြေစုတွေဆက်လို့မကုန်ဘူးလောကရမရာဝိဖေရဲ့မျက်ခြေစုတွေဝိမေရဲ့မျက်ခြေစုတွေဆက်လို့မကုန်ဘူးမိဘကျေးဇူးတည်တဲ့သားသမီးကောင်းတွေဖြစ်အမျိုးဘာသာသာသနာကိုစောင့်ရှောက်နိုင်တဲ့မျိုးကောင်းသားသမီးဖြစ်ကြပါစေခင်ဗျာကျေးဇူးများကြပါလေ